မင်္ဂလာပါ Photoshop မှာကျွန်တော်တို့ကအပုတ်တူအကြောင်းလေးကျွန်တော်ပြောပြပြတော့เนาะအပုတ်တူဆိုတဲ့သဘောတရားကကျွန်တော်ဘယ်လိုဟာလဲဆိုရင်အပုတ်တူက UI UX design နေနောက်တစ်ခုက web design နေပေါ့နော် Android application design နေနောက်တစ်ခုကကျွန်တော်တို့ကတနေရာထဲမှာပေါ့နော် multi site graphic design နေဖန်တီးကျင်တယ်ဆိုလို့ရှိရင် site အမျိုးမျိုးရှိတဲ့ graphic design တွေကိုတနေရာထဲမှာဖန်တီးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပုတ်တူကိုကျွန်တော်တို့ကအထူးပြုနေတယ်ကျွန်တော်တို့သုံးရတယ်ပေါ့နော်โอเคကျွန်တော်တို့ကအဲ့ဆိုရင်အပုတ်တူကိုကျွန်တော်တို့ကပထမဆုံးဖန်တီးတော်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပုတ်အတက်ဖန်တီးဖို့ကျွန်တော်တို့ကနည်းနည်းရှိတယ်ပေါ့နော်တနည်းရပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဖိုင်တက်ခေါ်ပြီးသွားတယ်ဒါပေမဲ့တူပြီးအပုတ်မဖြစ်သေးဘူးကျွန်တော်တို့လုပ်တဲ့နေရာဒီအပုတ်မဖြစ်သေးဘူးပေါ့နော်โอเคအပုတ်အတက်ကကျွန်တော်တို့ဒီလိုထိတ်နေရာလေးမှာကျွန်တော်တို့ခေါင်းစဉ်လေးတစ်ခုပါတယ်ပထမဆုံးဖန်တီးအပုတ်ပေါ့အပုတ်1ဆိုပြီးဒီဒေါင်းလေးမှာပေါ့နော်ညာဘက်ဒေါင်းလေးမှာကျွန်တော်တို့ကနာမည်လေးနဲ့အပုတ်1ဆိုပြီးမှပေါ့ဒုတိယဖန်တီးထားအပုတ်2လို့အဲ့လိုမျိုး auto ပေါ်တယ်ပေါ့နော်အခုလောဆယ်ကျွန်တော်တို့အပုတ်ဖြစ်ပြီโอเคအဲ့ဆိုရင်ဒီကောင်ကကျွန်တော်တို့ကဒီတစ်ခါပထမဆုံးပြမယ်နီးဒီဖိုင်ကျွန်တော်တို့ကအတက်ခေါ်ပြီးသားထဲမှာကျွန်တော်တို့အပုတ်အတက်ခေါ်ဖန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအပုတ်2လို့တယ်ပေါ့နော်အပုတ်အတက်ဖန်တီးမယ်ဆိုရင်အပုတ်2လို့တယ်အပုတ်2လို့တဲ့အတွက်ကျွန်တော်တို့အပုတ်2ကိုပထမဆုံးဒီ2ပါးလေးတွေကဒီမှာဗာလေးရှိလေဆိုရင်ကျွန်တော်တို့ move to ဆိုတာလေးရှိတော့နော် okay ဒီ move to ပေါ်မှာကျွန်တော်တို့က mouse ကနေ left click ကိုအကြံနည်းနည်းလေးကြာလေးဖိကြည့်လိုက်ဖိကြည့်မယ်ဆိုဒီပုံစံလေးပေါ်လာမယ်ဆိုတော့အောက်မှာ upvote true ဆိုတာကျွန်တော်တို့ကရတယ်အဲ့ဆိုကျွန်တော်တို့ကဒီမှာ upvote true ယူပြီးသွားပြီဒါပေမဲ့ upvote တော့မဖန်တီးရတယ် upvote ဖန်တီးရမှာပေါ့နော် okay နောက်တစ်မျိုးကကျွန်တော်တို့ကဒီပုံစံမြင်ချင်မှုဆိုရင်ကျွန်တော်တို့က okay ဒီပုံစံကျွန်တော်တို့က move to ပုံစံဖြစ်နေဆိုရင်ကျွန်တော်တို့က window မှာဆိုလို့ရှိရင် off key ပေါ့နော်macbook ဒီမှာဆိုရင်ကျွန်တော် option key ကိုကျွန်တော်တို့နှိပ်ထား click ထားပေါ့နော် off key လေး click ထားမယ်ကျွန်တော် window ဖြစ်တယ် TV2 ပေါ်တစ်ချက်နှိပ်လိုက် okay တစ်ချက်နှိပ်တော့ပြောင်းသွားပြီနော်နောက်တစ်ချက်နှိပ်ဒီမှာ2နှစ်ခုရှိတော့ကျွန်တော်တက်လက်စီပြောင်းပြီးတော့ဒီလိုမျိုးလဲရွေးချယ်လို့ရတယ်ပေါ့နော် okay ရွေးချယ်ပြရဆိုလို့ရှိရင်လည်းကျွန်တော်တို့က control သူ့ရဲ့ shortcut ပြရတော့ V ပေါ့နော်သူတို့ကနှစ်ခုလုံးကဒီမှာ move to နဲ့ up 2နှစ်ခုလုံးက V ပဲအတူတူပဲပေါ့နော် okay အဲ့ဒါဆိုတော့ကကျွန်တော်တို့ကဒီမှာ up 2တစ်ခုယူပြီးသွားပြီယူပြီးဆိုရင်ပထမနီးကျွန်တော်တို့ up အတက်ဖန်နေမယ်ဆိုဒီကောင်ကျွန်တော် up အတက်လုပ်ချင်တယ်လုပ်ချင်တဲ့အတွက်ကျွန်တော်ဒီ down လေးကိုကျွန်တော်တို့ကဒီ2လေးနဲ့ယူပြီးမှ up 2ယူပြီးမှပထမ click တစ်ချက်ဖိကြည့်မယ်ဆိုလို့ရှိရင် okay ဒီမှာပန်းရောင် line လေးတွေ့လိမ့်မယ်နော် guideline လေးအဲ့ guideline လေးကျွန်တော်တို့ဆွဲမယ်ဒီ down ဒီဆွဲကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာအလဲကောင်မှာ guideline တစ်ခုပေါ်လာပြီဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ထွက်လိုက်မယ်ဆို okay ဒီမှာ down လေးမှာ up 1ဆိုပြီးပေါ်လာပြီသူ့ရဲ့ဘေးပတ်လေးမှာဒီမှာကျွန်တော်တို့က plus icon လေးလေးခုပေါ့နော်ပတ်လေးမှာတွေ့သွားပြီပေါ့နော်ဒါလေးကျွန်တော်တို့ up 2နဲ့ကျွန်တော်တို့က up ဖန်တီးလိုက်ပြီပေါ့နော်ဒါဒီ up အသက်ဖန်တီးတာပေါ့ okay နော်နောက်တစ်ခုကကြာကျွန်တော်တို့ကဘယ်လိုဖန်တီးမယ်ဆိုရင် okay control ဆက်နဲ့ကျွန်တော်နောက်ပြန်ဆုပ်လိုက်မယ်နော်ဘယ်လိုဖန်တီးလဲဆိုရင်ကျွန်တော်တို့ကအခုဒီမှာ up 2ကျွန်တော်တို့ရွေးချယ်ပြီးဆိုရင်အခုဒီ option bar မှာပေါ့နော်ဒီမှာ up black icon လေးနာတွေ့လားဒီကောင်လေး click လိုက်မှာဒီပေါ်တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီ up 2 auto ဖြစ်သွားလိုက်ပြီပေါ့နော် okay ဒါဒီ up အသက်ဖန်တီးရပါပေါ့နော် okay ဒီထက်မှာ up ဒီအများကြီးဖန်တီးခြင်းနဲ့နောက်တဲ့အသက်ခေါ်နေဆိုလို့ရှိရင်အခုဒီ tool လေးကိုပဲယူပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာနောက်တဲ့ click တစ်ချက်နှိပ်မယ်ဆိုရင် okay ဒီပုံစံမျိုးနောက်ထပ်ဒီမှာ up 2ဆိုပြီးမှကျွန်တော်တို့ကနှစ်ခုရသွားပြီပေါ့နော် okay နောက်ဒီနေရာမှာကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်ဆိုရင် okay ဒီနေရာလေးမှာ sorry ဒီ black icon လေးယူမယ်ပေါ့နော်ဒီ up 2လေးကျွန်တော်တို့ကယူမယ်ယူပြီးကျွန်တော်တို့က black icon လေးယူမယ်တစ်ချက်နှိပ်မယ်ပေါ့နော် okay အဲ့လိုမဟုတ်ဘူးဆိုကျွန်တော်တို့ကဒီ up 2လေးကိုကျွန်တော်အခုဒီမှာဒီ up 2ပေါ့နော်ကျွန်တော်တို့ကဒီ2ပါးမှာသွားရင်မှမရွေးချယ်ချင်ဘူးဆိုရင်ကျွန်တော်တို့အခုဒီမှာဖန်တီးပြီးသား up လေးအပေါ်မှာဒီကောင်လေးကို click နှိပ်လိုက်လို့ရတယ်နော်ဒီတူရခေါင်းစဉ်လေးပေါ့နော်ဒီ title လေးပေါ့နော် up တစ်ခုချင်းစီရတဲ့ခေါင်းစဉ်ကို click နှိပ်တာဒီမှာ auto ကျွန်တော်တို့ up လေးရွေးချယ်ပြီးဖြစ်သွားမယ် okay နောက်တစ်ခုကကြာအသက်ဖန်တီးခြင်းနဲ့ဆိုကျွန်တော်တို့ကဒီ up 2လေးရွေးချယ်ပြီးဆိုဒီ up 2တင်နေတာနဲ့ကျွန်တော်တို့ကကိုလိုချင်တဲ့ site လေးကျွန်တော်တို့ကဒီမှာဖန်တီးလို့ရတယ်နော်ဒီလိုလေး trust site မှာဖန်တီးမှာဆိုရင်နောက်ထပ်တစ်ခု auto ရသွားတယ်နော် okay ကျွန်တော်ကနောက်တစ်ခုကကြာကျွန်တော်တို့ကဒီ file အသက်ခေါ်ပြီးမှကျွန်တော်တို့က up အနေနဲ့ဖန်တီးမယ်ဆိုလို့ရှိရင်ကြာတော့ကျွန်တော်တို့ကဒီမှာ file နဲ့ new file ဆိုတာသွားမယ်နော် new control and နှိပ်လိုက်လေရပါတော့နော် okay အဲ့ထက်မှာကျွန်တော်တို့ကတခါတည်းကျွန်တော်တို့ up အနေနဲ့ဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်ကိုလိုချင်တဲ့ site ကိုယူပြီးကျွန်တော်တို့ကဒီ orientation ဆိုတဲ့ page လေးမှာ up ဆိုတာတွေ့ရနော်ဒီ up ကလေးမှာကျွန်တော်တို့ကအမှန်ချလေးချစ်ပြီးလိုက်တာနဲ့တူဒီ auto တခါတည်းကျွန်တော်တို့က up အသက်ဖန်တီးပြီးသားဖြစ်သွားတယ်ပေါ့နော် okay ဒီမှာကျွန်တော်တို့ကဖန်တီးရင်းနဲ့ up ကလည်းဖန်တီးပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီ file အသက်ခေါ်ရေးမှာ up ဖန်တီးတဲ့နည်းပေါ့နော် auto ရသွားပြီပေါ့နော် okay ဒါဒီ up ဖန်တီးတာပေါ့ up အသက်ဖန်တီးတာပေါ့နော် okay အဲ့ဆို up အသက်ဘယ်လိုဖန်တီးလဲဆိုတဲ့အကြောင်းကျွန်တော်ပြောပြဖြစ်တယ်အခုဒီတခါကြလို့ရှိရင်ကျွန်တော်တို့က up တွေကို custom ကျွန်တော်တို့ကဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်ဥပမာထားပါတော့ကျွန်တော်ကဒီ up ကိုကျွန်တော်တို့ကဒီ site မလို့ချင်ဘူးကျွန်တော်တို့က Android iPhone site ဒါမှမဟုတ် tablet site မျိုးလိုချင်တဲ့ Android site နောက်ပြီး desktop site ပုံစံတွေမျိုးလိုချင်တယ်ဆိုကျွန်တော်တို့ကဒီကောင်လေး select မှတ်ပြီးဒီမှာ custom ဆိုထဲမှာကျွန်တော် site တွေအများကြီးရှိတယ်ပေါ့နော်ဥပမာထားကျွန်တော် iPhone X site ပုံစံပဲလိုချင်တယ်ဆိုဒီကောင် click တယ်နဲ့ဒီမှာ iPhone X site ပုံစံတော့ auto ဖြစ်သွားပြီပေါ့နော်ဒီမှာလည်း up 2ပေါ့နော်ဒီ up 2ကိုကျွန်တော်တို့ကဘာ site လေးထားနေတယ်ဆိုလို့ရှိရင်ကျွန်တော်က
ဒီမှာ web design ကိုမှာကျွန်တော်က last site ပုံစံထားရင်ဆိုဒီကောင်လေး click တယ်ဒီမှာ web အတွက် last site ပုံစံရသွားတယ်ပေါ့နော်နောက်ဒီကောင်လည်းအဲ့လိုပဲကျွန်တော်တို့ကသူ click ထားပြီး custom လေးကမိမိလိုရင်းနဲ့ site ပေါ့နော်ကျွန်တော်တို့ Apple Watch 42mm အတွက်လိုရင်းနဲ့ site Apple Watch 42mm အတွက်ဒီမှာ site ရသွားတယ်သူ auto ဒါကကျွန်တော်တို့က custom site တွေလောက်တာပေါ့နော်ဒီမှာပေးထားတဲ့ရှိပြီးသား site တွေနဲ့ကျွန်တော်တို့ကဒီမှာလောက်တာပေါ့နော်အဲ့လိုမျိုးကိုစိတ်ကြက်လို့ဆိုတော့ကျွန်တော်တို့ custom ကိုပြောင်းထားပြီးမှကိုကချဲ့လို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီ site တွေကိုချဲ့နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုဒီ upload 1ကိုကျွန်တော်က site ချဲ့မယ်ဆိုလို့ရှိရင်ဒီကောင်ကျွန်တော်တို့ကချဲ့လိုက်ကျွန်တော်တို့ကဒီ upload 2ရဲ့ဒီအလဲတွေကို click မယ်ဆိုလို့ရှိရင်ကျွန်တော် auto ဘာတူပြောင်းသွားတယ်ဆိုဒီမှာကြည့်နော်ကျွန်တော်တို့ move to ပြောင်းသွားနော်မိရဲ့ဒီ mouse pointer လေးကိုလည်းကြည့်ရနော်အဲ့လိုမှဒီ ball လေးကို click နိုင်မယ်ဆိုကျွန်တော်တို့ကဘာတူပြောင်းသွားမှာလဲဆိုရင်ဒီမှာupload 2ပြောင်းသွားမယ်အဲ့လိုမှ two ball prediction နဲ့ကျွန်တော်တို့က move to ပြောင်းသွားနော်အဲ့ချိန်မှာကျွန်တော်တို့ကအကျင့်အကျယ်လုပ်လို့ရတယ်ပေါ့နော်ဒီမှာ scale ချဲ့တာတွေ zoom in zoom out လုပ်တာတွေကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုဒီ upload 1ကိုကျွန်တော်တို့ကသူ့ရဲ့ site ကိုကျွန်တော်တို့က custom ချဲ့နေတယ်ဆိုရင်သူ့ရဲ့ b boundary ကျွန်တော်တို့ကဒီ ball လေးကိုဒီမှာ mouse pointer လေးတင်ကြည့်မယ်ဆိုဒီပုံစံလေးပြောင်းဆိုတော့ feed မှာဒီမှာချဲ့လို့ရတယ်တွေ့လားနော်အပေါ်လည်းချဲ့လို့ရတယ်ကျွန်တော် base လည်းချဲ့လို့ရတယ်အောက်လည်းချဲ့လို့ရတယ်ပေါ့နော်ကြိုက်တဲ့နေရာချဲ့ပေါ့နော်ဒီတောင်လေးတွေကနေလည်းကျွန်တော်တို့ကဒီမှာအကျဉ်းအကျယ်လုပ်လို့ရတယ်ပေါ့နော်ဒီလိုပုံစံလေးတွေပေါ့နော်ဒီတောင်လေးတွေကနေလည်းကျွန်တော်တို့အကျဉ်းအကျယ်လုပ်လို့ရတယ်နောက်က4000ကွက်တီလို့နေဆိုရင်ကျွန်တော်တို့ရှစ်ကီးလေးနှိပ်နေဆိုရင်ဒါ4000ကွက်တီပေါ့နော်မူရင်း site ကိုရဲ့အရွယ်အစားကိုမပြည့်စုံခြင်းမူထားပါကျွန်တော်ကဒီ site ထားတယ်ဒါပေမဲ့ဒီ site ကိုမှကျွန်တော်တို့ကအသေးအကြီးလုပ်ပြီးမဲ့ကျွန်တော်တို့ကသူ့ရဲ့အချိုးမပြည့်စုံခြင်းမူဆိုရင်ကျွန်တော်ကရှစ်ကီးနှိပ်မှာကျွန်တော်တို့ကဒီမှာသူ့ကိုဆွဲလို့ရတယ်ပေါ့နော်အဲ့ဒါဆိုကြိုက်တယ်လို့ဆွဲသူကသူ့ရဲ့အချိုးထားတိုင်းလေးပဲဖြစ်သွားမှာပေါ့နော်ဒီမှာကြိုက်တယ်ဆိုရင်တော့တောင်းအနေနဲ့ဆွဲဘေးကနေဆွဲသူ့ရဲ့အချိုးအချိုးအတိုင်းလေးရလာမှာဖြစ်တယ်ပေါ့နော် okay ဒီတောင်းအနေဆွဲရင်နော်ရှစ်ကီးနှိပ်ဆွဲမယ်ဆိုရင်ကျွန်တော်တို့ဒီဘာလို့အချိုးတိုင်းလေးဖြစ်မယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအချိုးပြတ်သွားမှာပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာဆွဲကြည့်ဒီမှာတွေ့လားပုံစံအမျိုးမျိုးဖြစ်သွားမှာပေါ့နော် okay ဒါဒီကျွန်တော်တို့က custom site ကြိုက်ပေါ့နော်နောက်တစ်ခုကကြာကျွန်တော်တို့ကဒီကောင်ကိုသူ့ရဲ့ custom site နဲ့ကျွန်တော်တို့ကချဲ့နေတယ်ဆိုရင်ဒီမှာချဲ့လို့ရတယ်လေဆိုရင်ဒီပုံမှာပေါ့နော်ဒီ option bar မှာကြည့်လိုက်ဒီမှာ width height ဆိုတာတွေ့လားနော် okay ဒီမှာလည်းကျွန်တော်တို့ကရိုက်ထည့်ပြရ okay ကျွန်တော်ဒီမှာ1000 pixel ထားမယ်ဆိုရင်သူ့ရဲ့အကျယ်1000ပေါ့နော် height အမြင့်ကိုလည်းအဲ့လိုပဲကျွန်တော်1000လို့ထားမယ်ဆိုရင်သူ့ရဲ့အမြင့်ကလည်းဘာဖြစ်တော့1000ဖြစ်သွားတယ်အောက်ဆန်ဒီမှာ student ပုံစံဖြစ်သွားပြီပေါ့နော်ဒါဒီ site အကြီးလေးကျွန်တော်တို့ကလောက်တာပေါ့နော်ဒီမှာမလုပ်ချင်ဘူးဆိုရင်ဒီဘက်ကကျွန်တော် property bar မှာလည်းရှိတယ်ပေါ့နော်ဒီမှာ width height မှာကြိုက်တဲ့ပုံစံကျွန်တော်တို့ကပြောင်းလို့ရတယ်ပေါ့နော်ဒီမှာလည်း custom site ပါပြီးတာပေါ့နော်အတူတူပဲပေါ့နော်ဒီက option bar ဟာနဲ့ကျွန်တော်ဒီက property bar ဟာနဲ့ဒီ property bar မှာကျတော့ကျွန်တော်ဘယ်အချိန်မှာကျွန်တော်တို့ကဒီမှာပြပေးလဲဆိုကျွန်တော်တို့ကဒီအပုတ်2နဲ့ဒီကောင်အပုတ်အနေနဲ့ကျွန်တော်ဆက်လက်မှတ်ထားမှာအပုတ်2အနေနဲ့ရှိနေမှာကျွန်တော်အကောင်ပေါ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီမှာမရှိတော့တွေ့လားအလဲကောင်မှာကျွန်တော် click လိုက်မယ် move to ပြောင်းသွားပြီဒါမှဒီမှာရှိတာမရှိတော့ဘူးเนาะဒီ option bar မှာလည်းရှိတာဆိုရင်မရှိတော့ဘူးကျွန်တော်တို့ကသူနဲ့ဆိုင်တဲ့ option တွေ property လို့နေဆိုရင်ကျွန်တော်တို့ကအပုတ်2ရွေးအဲ့ဆိုဒီမှာအပုတ်2ဖြစ်သွားပြီပေါ့เนาะဒီမှာတော့ရွေးလို့ရတယ်ပေါ့เนาะသူကြာလေးပြီးဒီမှာ click နှိပ်လဲဒီပုံစံလေးဖြစ်သွားတယ်ဒါဆိုရင်အပုတ်2ရွေးထားတယ်ဆိုတော့ကျွန်တော်တို့သိသွားအဲ့ဆိုရင်ဒီပုံမှာသူနဲ့ဆိုင်ရာဘာတွေရှိလာမလဲဆိုရင် property တွေကျွန်တော်တို့ကရှိသွားပြီပေါ့เนาะဒီစာရဲ့နောက်ခံအဖြူလေးကျွန်တော်တို့အဲ့ဒီမှာအရောင်ကြီးပြောင်းလို့ရတယ်ကိုကြိုက်တဲ့ transparent ပုံစံလေးပြောင်းလို့ရတယ်ကိုဖန်တီးတဲ့ဟာတွေပေါ့နော်နောက်ထပ်အသစ်ဖန်တီးမှာဟာတွေရထားပါတော့ transparent နဲ့ကျွန်တော်ယူလိုက်မယ်ယူပြီးဆိုကျွန်တော်သူ့ကိုနောက်အဖို့အသစ်တစ်ခုဖန်တီးမှာဆိုရင်ဒီမှာ okay transparent ပုံစံမျိုးနဲ့ပေါ့နော် background ကိုထည့်မထားဘူးပေါ့နော်အဲ့လိုမှမဟုတ်ဆိုကျွန်တော်တို့က black အနည်းရောင်လေးနဲ့ဖန်တီးခြင်းနဲ့ဆိုရင်ဒီမှာအနည်းရောင်ဖြစ်သွားပြီအဲ့လိုမျိုးပေါ့နော်သူ့ရဲ့အခြားအရောင်လေးလို့ဒီနေ့ဆိုဒီမှာအခြားအရောင်လေးကျွန်တော်တို့ကတစ်ခါလေးပေါ့နော်သူ့ရဲ့ back color ကိုကျွန်တော်တို့တစ်ခါလေးပြောင်းလို့ရတယ်ပေါ့နော် okay နော်အဲ့ဒါနဲ့နောက်ထပ်ထပ်ခေါ်တဲ့ဟာကြီးလည်းပါသူလိုချင်တဲ့ color ကြီးနဲ့ဖြစ်သွားနိုင်မယ်ပေါ့ဒီ background color တွေရမယ် okay ဒါတွေကျွန်တော်တို့ကအဖို့ကို site ကြီး site တွေပေါ့နော် custom လောက်တာပေါ့ site ကိုမိမိလိုချင်တဲ့ site နဲ့ကျွန်တော်တို့ကလောက်တာပေါ့နော် okay ဒီကအဖို့2တွေကိုကျွန်တော်မလိုချင်တော့ဘူးပြန်ပြီးမှဖြစ်ဖြစ်ချင်းနေဆိုလို့ရှိရင်လွယ်ပါတယ်ပေါ့နော်ဒီအဖို့2စက်ကောင်လို့ကျွန်တော်တို့ select မှခေါင်းစလေး select မှကျွန်တော်တို့က best page နှိပ်နေတာလေ auto ဖြစ်သွားနော်ဒီမှာလည်း over ဒီအဖို့2ကိုကျွန်တော်တို့ကမှ best page နှိပ်နေရင်ကျွန်တော်တို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီဘက်ကနော်ဒီမှာဘာရှိလဲဆိုဒီဘက်မှာ layer pan နဲ့လည်းရှိပေါ့နော်ဒီ layer pan ထဲမှာဆိုကျွန်တော်တို့ကဒီမှာဒီအဖို့2ဆိုတဲ့ကောင်လေးကျွန်တော်တို့ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်အဖို့2ရွေးမယ်ရွေးပြီးဆိုဒီကောင်ကိုကျွန်တော်တို့ကဒီလို select မှပဲဒီမှာ delete လုပ်လိုက်ပေါ့နော်ဒီဘောလေးတွားလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဖို့2မှာမရှိတော့ဘူးပေါ့နော်ပြတ်သွားပြီပေါ့နော် okay နော်နောက်ဒီမှာဆိုလည်းကျွန်တော်အဲ့လိုပဲကျွန်တော်အဖို့3ကျွန်တော်တို့ကဖြစ်နေဆိုဒီမှာအဖို့3ကိုကျွန်တော်တို့ကဘာလုပ်မှာလဲဆိုရင် site မှာဒီလို delete ဖြစ်လို့ရတယ်အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ best page နေလိုက်လေလွယ်တယ်ပေါ့နော်ဒီတိုင်းထားပါကျွန်တော်တို့ကအဖို့2ကိုရွေးချယ်မထားဘူးဆိုရင်တော့ best page လည်းနှိပ်လို့မရအောင်တော့ဖြစ်လို့best page နှိပ်လို့မရအောင်ဆိုရင်ကျွန်တော်တို့ကဒီဘက်က layer ကိုရွေးထားလို့ရှိရင်တော့ဖြစ်လို့ရတယ်ပေါ့နော် layer ကိုရွေးမထားဘူးဆိုရင်တော့ကျွန်တော်တို့ကဒီမှာကြိုက်လောက်ကျွန်တော်တို့ကမပြောဘူးပေါ့နော်ဖြစ်မယ်ဆိုရင်ဒီဘက်က layer တွေကကျွန်တော်တို့ကရွေးချယ်ထားဘူးဆိုရင်ဒီမှာဒီ upload ဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်နှိပ်မှာအမြန်ရွေးချယ်လို့လည်းရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်ဒီဘက်ကနော် layer ထဲမှာလည်းတော့ရွေးချယ်လို့ကျွန်တော်တို့ကရတယ်ပေါ့နော် okay အဲ့ဆိုရင်ဒါကျွန်တော်တို့ဒီ upload ကိုကျွန်တော်တို့ delete လုပ်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီမှာ upload ဒီမှာတစ်ခုနဲ့တစ်ခုကျွန်တော်တို့အမြင်ကြီးပေးလို့ရတယ်ပေါ့နော် okay နော်
အမည်ပေးလို့ရတယ်အဲ့ဒါအမည်ကိုဘယ်လိုပေးမလဲဆိုရင်တိုက်တဲ့အမည်ကျွန်တော်တို့ကပေးခြင်းတယ်ပေါ့တိုက်တဲ့အမည်ပေးမယ်ဆိုရင်ကျွန်တော်တို့ကဒီခေါင်းစဉ်လေးကိုကျွန်တော်အမည်ပေးမှာအဲ့လိုမျိုးပေးမယ်ဆိုကျွန်တော်ကဘယ်မှာသွားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကလီယာပန်နဲ့တော့လီယာပန်နဲ့မှာအဘုတ်ဖို့ဆိုတဲ့ခေါင်းစဉ်လေးရှိတယ်ပေါ့နော်ဒီ group ဖွဲ့ထားတဲ့အဘုတ်တူလေးရှိအဲ့ကောင်လေးကတော့ click နှစ်ချက်နှိပ် okay ဒါပဲ click နှိပ်ပြီးကျွန်တော်တို့အမှကြိုက်တဲ့နေရာပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ကထားပါတော့SOCIAI social media media design ဆိုပြီးတော့နာမည်ပေးလိုက်မယ်ဆိုရင် okay ဒီပုံမှာပြတ်သွားပြီလို့ဆိုပြီးတော့နာမည်ပြောင်းသွားပြီပေါ့နော် social media design ဆိုပြီးပြောင်းသွားပြီနော် okay နော်ဒါကတော့ကျွန်တော်တို့အဘုတ်တူကြီးဘယ်အဘုတ်မဆိုကျွန်တော်တို့အဲ့လိုမျိုးအမည်ပြောင်းရင်ပေါ့နော် okay နောက်ထပ်အဘုတ်တူတစ်ခုကျွန်တော်ခေါ်လိုက်အောင်ထပ်ခေါ်လိုက်မယ်ခေါ်ပြီး okay ဒီကောင်မှာဆိုရင်လည်းဒီမှာနာမည်ကျွန်တော်ပြောင်းမယ်ပေါ့နော်ဒီမှာအဘုတ်1ဆိုပြီးတော့ auto နာမည်ပေးသွားပါတော့အဘုတ်တစ်ခုမှမရှိရင်အဘုတ်1နောက်တစ်ခုထပ်ခေါ်ရင်အဘုတ်2ပေါ့ auto 2ကအစနဲ့နာမည်2က auto ပေးတဲ့ဒါတိုက်တယ်ဒါကိုကျွန်တော်တို့ကကိုစိတ်ကြအမည်ပေးထားရင်လည်းဆိုရင်ပေဒီဘက်က layer ban နဲ့ဟိုသွားဒီမှာပါရှိလေဆိုရင်ကျွန်တော်တို့ကအဘုတ်1ဆိုတာရှိတယ်ပေါ့နော် okay နော်အဘုတ်ဒါပဲကလေးနှိပ်လိုက်နှိပ်ပြီးလို့ဆိုရင်ကျွန်တော်တို့ကဒီကားကြရင်ထားပါထားမှာဆိုရင်ထားပါ YOUTUBE design YouTube design ကိုကျွန်တော်ဒီနေ့ပဲဆို okay ဒီမှာ auto type တဲ့ဘာဖြစ်သွားလဲဆိုရင် YouTube design ဖြစ်သွားပြီဒီမှာဆိုကျွန်တော်တို့က design နှစ်မျိုးဆွဲလို့ရပါဘောနော်ဒီဘက်မှာဆွဲရဒီဘက်မှာတစ်ခုဆွဲလို့ရတယ်ပေါ့ဒီပုံစံမျိုးပေါ့နော် okay နောက်တစ်ခါကျွန်တော်တို့ကဒီဟွာတွေကိုဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ကနောက်ထပ်ခေါ်မယ်ပေါ့နော်အတက်ခေါ်ရင်ပဲဖြစ်ဖြစ် duplicate လုပ်ချင်လို့ပဲဖြစ်ဖြစ် copy ကူးချင်လို့ပဲဖြစ်ဖြစ်ဒီအဘုတ်ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအဘုတ်တစ်ခုကိုကျွန်တော် delete လုပ်လိုက်မယ် okay ဒီအဘုတ်တစ်ခုနဲ့ကျွန်တော်ပြပြီးတော့ပေါ့နော် okay ကျွန်တော်တို့ကပထမမှာအဘုတ်အတက်ခေါ်ရဲဆိုတော့ကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့နော်ဒီ2လေးသုံးတယ်နောက်တစ်ခုကကြာကျွန်တော်ဒီကောင်လေးနဲ့ customer ဒီလိုလေးဆွဲရမှာအဘုတ်တစ်ခုခေါ်ရဲပေါ့နော် okay အဲ့လိုမျိုးမခေါ်ချင်ဘူးကျွန်တော်တို့ကဒီကောင်ဒီ set အတိုင်းလေးပဲနောက်တစ်ခုခေါ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးဘက်ပိုင်းလေးမှာတွေ့လားနော် plus sign လေး plus icon လေးပေါ့နော်အပေါင်းလက္ခဏာ icon လေးတွေတွေ့ရမှာလေအဲ့ icon လေးတွေကျွန်တော်တို့ဒီမှာသူ့ပုံမှာ click တစ်ချက်နဲ့ဒီဘက်မှာနော်သူ့ရဲ့ဒီညာဘက်ကို click ချင်ညာဘက်မှာကျွန်တော်အတက်ခေါ်သွားပြီပေါ့နော်ဒါမှမဟုတ်ရင်သူ့ရဲ့အပေါ်ကိုကျွန်တော်တို့ click တစ်ချက်နေမှာဆိုရင်သူ့ရဲ့အပေါ်မှာဒီမှာတစ်ခုကအတက်ခေါ်သွားပြီ okay နော်အဲ့လိုမှမဟုတ်ရင်သူ့ရဲ့အောက်မှာပေါ့နော်ဒီ icon လေးတွေပေါ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ဒီခေါင်းစဉ်လေးတွေ select မှန်အဖို့သူ့ကိုခေါ်ထားမှာပေါ့ပြောချင်တာเนาะအများကအဲ့လိုသူ့ကို click တစ်ချက်နေအဲ့ဆိုရင်နောက်ထပ်အဖို့အတက်တစ်ခုခေါ်ပြီးဒီမှာလည်းနောက်တစ်ချက်နေလိုက်သူ့အဖို့အတက်ခေါ်သွားပြီပေါ့နော်ဒါဒီကျွန်တော်တို့ကဒါနောက်ထပ်အဖို့ကိုကျွန်တော်တို့ဘာလုပ်တော့လဲဆိုရင်အတက်ထပ်ခေါ်တာပေါ့နော် okay ဒါအတက်ထပ်ခေါ်တဲ့နည်းပေါ့နော်အသက်ထပ်မခေါ်ပါနဲ့ကျွန်တော်ဒီထက်မှာ design တစ်ခုကိုဆွဲထားမယ်ဒီ design ကိုကျွန်တော်တို့ကနောက်ထပ် copy ကူးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုရင်နောက်တစ်ခုပေါ့နော်ဒီလိုမျိုးဒီကောင်မခေါ်ချင်ဘူးဆိုရင်တော့ဒီဘက်မှာကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင်ဒီကောင်ကိုဆွဲမယ်ကျွန်တော်အတက်ခေါ်လို့ရတယ်ပေါ့ဒီမှာအပေါင်းလက္ခဏာပေါ်လေးကျွန်တော်တို့ပြင်မယ်အဲ့ဆိုရင်လည်းနောက်တစ်ခု auto ဒီပိုင်း copy ကူးတော့ပါပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ control J ကိုနှိပ်လိုက်လေနောက်တစ်ခု control J နှိပ်ရင်အဲဒီမှာ3ခုပေါ့နော်ဒါဒီလိုမျိုးပေါ့သူ auto ဆင်းသွားပေါ့ဒီကောင်ကြတော့နော် okay ဒါကတော့ကျွန်တော်တို့ကအဖို့အတက်အမျိုးမျိုးဖန်တီးတယ်နေပေါ့နော်အဲ့လိုမှမဟုတ်ကျွန်တော်တို့ကဒီဘောကခေါင်းလေးကျွန်တော်တို့ဒီမှာ click နှိပ်လိုက်လေရတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော် okay နောက်တစ်ခုကကြာကျွန်တော်တို့ကဒီထက်မှာ design တွေကိုစီနေတယ်ထားပါတော့ဒီ design ရဲ့ပုံနေလေနောက်တစ်ခုထဲမှာ auto ကျွန်တော်ရေးနေထပ်မဆွဲချင်ဘူးပေါ့နော် background မဖြစ်ဖြစ်စာသားဖြစ်ဖြစ်ဒီစာသားပဲသုံးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လို copy လုပ်မလဲ okay အဲ့ဒါဆိုကျွန်တော်ကဒီထက်မှာထားပါကျွန်တော် design တစ်ခုလေးကျွန်တော်ထည့်ထားတဲ့ပုံစံလေးထားနေလို့ပေါ့နော်ဘာလို့လောက်ရမလဲဆိုရင် okay ကျွန်တော်ဒီဘက်ကိုကျွန်တော်တွားလိုက်ရောပေါ့နော် okay ဒီမှာကျွန်တော် upload လေးဖန်တီးထားတယ်ပေါ့နော်ဒီ upload လေးဖန်တီးထားတယ်အဲ့ upload လေးတဲ့ကကျွန်တော်ဒီ upload ကို okay upload 1ဆိုတော့ကျွန်တော် control C copy ကူမှာဒီဘက်မှာကျွန်တော်ထည့်လိုက် control V ဆိုပြီးတော့ okay အဲ့ဒါဒီမှာ upload တဲ့ဒီလိုရောက်လာနော်ဒါ control V ဟိုဘက်က upload ကိုဒီဘက်ကို copy ကူယူတာပေါ့နော် okay အဲ့ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ design တွေကျွန်တော်ပြန်လုပ်ချင်တယ်ပေါ့နော်ကိုကျွန်တော် set တဲ့ဒီ design လေးတွေ okay ဒီ design မှာဒီပုံစံတွေဒီ color တွေကိုကျွန်တော်တို့ကဒီဘက်မှာ copy ကူးနေတာဆိုရင်ဒီကရိုးရိုးလေးတိုင်းလုံးဝ click နေမှာဆိုရင်သူကအဖြူရောင်ကြီးပဲသူကသူ့ရဲ့ site တိုင်းဖြူရောင် up အတက်ပဲခေါ်တာပဲရှိတယ်နော် okay အဲ့လိုမဟုတ်ဘူးဒီ design မှာလုပ်နေတယ်ဆိုရင်ကျွန်တော်တို့ကဒီ up သူ့ရဲ့အပေါ်လေးကိုပေါ့နော်အပေါ်လေးကကျွန်တော် Windows ဆိုရင် alt key ပေါ့နော် Mac ပေါ်မှာဆိုရင် option key လေးကိုကျွန်တော်တို့က click ထားပြီးဒီပေါ်လေးကနေဒီမှာ mouse pointer လေးကပုံစံပြောင်းလာတွေ့လားနှစ်ခုပုံစံနော်ပြောင်းတော့ pointer နှစ်ခုပုံစံပြောင်းတော့ဒီကောင်လေးဖိဆွဲမှာဒီလိုလေးကျွန်တော်တို့ copy ပြီးမှကျွန်တော်တို့ကကိုထားနေတဲ့နေရာလေးမှာတွားထားလို့ရတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကဒီ design ကို copy ပြီးတာအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီကောင်ကို select မှတ်ထားပြီးဆိုဒီမှာ apply icon လေးတွေ့လား okay အဲ့ icon လေးတွေကိုကျွန်တော်တို့ကစောစောရလို့ပဲနော် Windows မှာဆိုရင် alt key Mac ပေါ်မှာဆိုရင် option key လေးကိုကျွန်တော်တို့ဖိထားရင်မှသူ click တစ်ချက်နဲ့ချလိုက်တာနဲ့နောက်တစ်ခု copy ကူးတော့တာဒီ auto ဘာဖြစ်သွားမှာလဲဆိုရင်ဒီ design ကိုပဲရသွားမှာပေါ့နော်အဲ့လိုမှမဟုတ်ဆိုကျွန်တော်ကဒီမှာ up 1ဆိုတာရှိတယ်ပေါ့နော်ဒီ option ဘာလေးတွေကဒီ up 1ကိုကျွန်တော်တို့ကဘာလုပ်မှာဒီကနေ layer အတစ်ထည့်ကိုကျွန်တော်ဒီလိုဆွဲထည့်မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်သွားမှာဆိုရင်ဒီမှာနောက်ထပ်အောက်ဆိုဒီမှာကြည့်ကြည့်နော်နှစ်ခုဖြစ်သွားပြီနော် okay နော်နှစ်ခု copy ကူးပြဖြစ်သွားပြီအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီ layer pan နဲ့ဒီမှာ up 1ကိုကျွန်တော်တို့ select မှတ်ထား
သူ့ control G လို့ကျွန်တော်တို့က copy ထပ်ပွားမယ်ဆိုတာね okay ဒီလိုဖြစ်သွားမှာပေါ့နော်နောက်ပြီးခေါင်းစဉ်ကလည်း auto ပြောင်းသွားမှာပေါ့နော်ပထမခေါင်းစဉ်အဘ1လို့နာမည်ပေးထားရင်ဒုတိယခေါင်းဆိုကျွန်တော်တို့က copy ကူးလိုက်တာနဲ့အစ်စ်ခေါ်လိုက်တာနဲ့နောက်တစ်ခုပြောင်းလိုက်တာကျွန်တော်တို့ကအဘ1 copy ဆိုပြီးတော့ထွက်လာမှာပေါ့နော်ဒါလေးကျွန်တော်တို့က copy ကူးလို့ copy လို့ထွက်တာ copy မဟုတ်ဘဲနဲ့ကျွန်တော်တို့ကသူ့အစ်စ်လည်းခေါ်မယ်ဆိုရင်ဘာနာမည်ပြောင်းမလဲကြည့်လိုက်အဘ2ဆိုပြီးပြောင်းသွားတွေ့လားဒါဒီကျွန်တော်တို့ကသူ့ကို copy ကူးတာမဟုတ်ဘူးနောက်ထပ်ဘာလုပ်တာအဘအစ်စ်ခေါ်တာအားကြောင့်သူလေးကျွန်တော်တို့ကဒီမှာအဘ2လို့ဖြစ်သွားတာသူ့အဲ့လိုမှဝင်နေဒီကောင်ကျွန်တော်တို့က copy ကူးယူမယ်ဆိုရင်သူ့ရဲ့အမည်ဒီဘယ်လိုပဲ copy ကူးနောက်ကျွန်တော်တို့က copy ကူးလိုက်တာနဲ့ duplicate လုပ်တာနဲ့သူဒီ upper 1 copy ဆိုပြီးအော်ရမှာဘာလို့ဆိုတော့ဒီ upper 1ကျွန်တော်တို့ copy ကူးသူတဲ့အားကြောင့်သူဒီ upper 1 copy ပေါ့နော်ဒီမှာအမည်ကတော့ကိုကြိုက်တဲ့အမည်ပြောင်းလို့ရတယ်ဒါဒီကျွန်တော်တို့က upper အတက် duplicate လုပ်တဲ့နည်းပေါ့နော် upper အတက်ခေါ်ရင်ဘယ်လိုခေါ်လဲ upper duplicate လုပ်ရင်ဘယ်လိုလုပ်လဲဆိုတော့ဒီနှစ်ခုကတော့ကွဲပြားမှုတော့ရှိတယ်ပေါ့နော် okay okay အဲ့ဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီထက်မှာကျွန်တော် design ဆွဲမယ်ဆိုရင်ကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုအချင်းအပြောင်းလုပ်လို့ရတယ်ပေါ့နော် okay အဲ့ဆိုရင်တူရီသူ့ရဲ့အဖို့တစ်ခုချင်းစီကကျွန်တော်တို့ group အနေနဲ့ရှိပြီးတာပေါ့နော်ဒီဘက်က၄ယောက်ကြည့်လိုက်နော်ဒီမှာ social media design ကလည်းသူ group နဲ့ဒီမှာအဖို့1ဆိုအဖို့1ကသူ့ပုံစံနဲ့သူရှိတယ်ပေါ့နော် okay အဲ့ဆိုရင်ဒီကောင်လေးတွေကိုကျွန်တော်တို့က design တစ်ခုနဲ့တစ်ခုလုပ်မယ်ဆိုရင်ဒီအဖို့1နေရာနဲ့ထပ်မှာကျွန်တော်နောက်ထပ်အဖို့ဒီ social media design တွေကိုကျွန်တော်တို့ကထည့်ခြင်းနဲ့ဒီထည့်ရ design တစ်ခုကိုလှမ်းထည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလွယ်ပါတယ်ပေါ့နော်ဒီပေါ် click နဲ့ကိုထည့်ခြင်းတဲ့ကောင်ထားပါကျွန်တော်ဒီမှာ February ဒီ promotion ဆိုတဲ့စာအုပ်ကျွန်တော်ဒီကောင်စိတ်မှာဒီဘက်ကိုဆက်ထည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာရောက်သွားတယ်နော်ဒါဒီမှာတော့မကြံခဲ့တော့ဘူးပေါ့နော်အဲ့လိုမျိုးကြံနေတယ်ဆိုရင်ကျွန်တော်တို့ကစောစောတော့လည်းပဲ window မှာဆိုရင် alt မက်ပုံမှာဆိုရင် option ကြီးကျွန်တော်တို့ဖိမှာ copy ကူထည့်ရင်ဒီဘက်ကိုရောက်သွားပါနော်အဲ့ဆိုရင်ဒီမှာ social media design ဆိုတဲ့အပုတ်ထဲကိုကျွန်တော်တို့ကဗာရောက်သွားမယ်ဆိုရင်ဒီအပုတ်တူလေးက copy ကူတဲ့အတိုင်းကျွန်တော်တို့ရောက်သွားပါနော် okay နော်ကျွန်တော်ဒီကောင်လေးခဏကျွန်တော်ကြည့်ကြည့်မယ်ဒီမှာ social media design ဖွင့်ကြည့်မယ်ဆို okay ဒီမှာနော်ဒီထဲကိုရောက်သွားပြီပေါ့နော်ဒါဒီလိုမျိုးလှန့်ထည့်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်ဒီလိုဆွဲထည့်မယ်ရွှေ့လို့လည်းရတယ်ကိုလိုချင်တဲ့အပုတ်ထဲကိုလှန့်ထည့်လို့လည်းရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်အခုထားပါကျွန်တော်ဒီအပုတ်1နဲ့ရတဲ့ထက်မှာကျွန်တော်တို့က design တစ်ခုခုကိုကျွန်တော်တို့ကဒီအောက်က social media design တွေကိုနှက်ထည့်မယ်ဆိုလဲဒီလိုမျိုးလည်းရွှေ့လို့ရတယ်ပေါ့နော် okay ကျွန်တော် background ဒီဝါရောင်လေးကျွန်တော်တို့ကဒီထက်ကိုထည့်နေတာဆိုရင်ဒီလိုရွှေ့လိုက်လဲရတယ်ဒီထက်ကိုရှင်းမယ်ဆိုဒီထက်ကိုဝင်တော့မှာအဲ့ဆိုဒီမှာအဝါရောင်မရှိတော့ဒီထက်ပဲရောက်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမှပို့ဆိုကျွန်တော်တို့ကဒီမှာ control G တောင်းပေါ်ဒီကနေ copy အစ်စ်ယူကကျမှဒီ copy ယူထားတဲ့ကောင်လေးကိုဒီအောက်ကိုထည့်မယ်ဆိုရင်ပထမကောင်မှာလည်းကြံခဲ့မယ်ဒီကောင်နဲ့လည်းသူကရောက်သွားမယ်ပေါ့နော်ဒီပုံစံလေးအစိမ့်ဒါဆိုရင် design ဆိုတဲ့အခါကျရင်ကျွန်တော်တို့က layer တစ်ခုနဲ့တစ်ခုတွေကိုကျွန်တော်တို့အဲ့လိုမျိုးနှက်ဆွဲထည့်လို့ရတယ်ပေါ့နော်ကိုစိတ်ကြိုက်ဆွဲထည့်လို့ရတယ်ပေါ့နော်ပုံစံလေးတွေက okay အဲ့ဆိုကျွန်တော်တို့လောက်ထားတဲ့အပုတ်တွေကိုကျွန်တော်တို့က export ထုတ်မယ်ပေါ့နော်ဒီ design ကို export ထုတ်မယ်တခါတည်းနဲ့ကျွန်တော်တို့ export ထုတ်မယ် okay တခါတည်း export ထုတ်မယ်ဒီမှာဆိုကျွန်တော် design ဘယ်နှခုဆွဲထားလဲဆိုကျွန်တော် design 5ခုဆွဲထားတယ်မတူဘူး design တွေကပေါ့နော်အထက်လေးကထည့်ထားတဲ့အနည်းမှမတူအဲ့ဆိုအဲ့ကောင်ကိုကျွန်တော်ဓာတ်ပုံတစ်ပုံရေးစီထုတ်ချင်တယ်ဒါမှမဟုတ်PSD file တစ်ခုချင်းစီထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကို select မှတ်ထားတယ်ပေါ့နော် okay ထားပါတော့ဒီအပုတ်တူရီရနဲ့ဒီအပေါ်မှာအပုတ်ကိုကျွန်တော်တို့ select မှတ်ထားတယ်ဆိုရင် select မှတ်ထားတဲ့အပုတ်ကိုပဲသူကတိတက်တစ်ခုတည်းပဲ design ထုတ်ပေးတာပေါ့နော်အကုန်လုံးထုတ်ချင်တယ်ဆိုကျွန်တော်တို့ select မှတ်မထားအလဲကောင်လေးမှာပဲ click တစ်ချက်နှိပ်အဲ့ဆိုကျွန်တော်တို့ select မှတ်မထားတော့ဘူးပေါ့နော်အလဲကောင်မှာတစ်ချက်နှိပ်ရတဲ့အကြောင်းရကျွန်တော်တို့ကဘာပြော move to ပြောင်းချင်လို့နှိပ်လိုက်တာနော်ဘာမှမဟုတ်ဘူးနော်ဒီ move to တွားပြီးမှ click လိုက်လေရတယ်အတူတူပဲပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာဘာမှ click မထားဘူးအကုန်လုံး export ထုတ်ချင်တဲ့အတွက်အားကြောင့် export ထုတ်မယ်ဆိုရင်ကျွန်တော်တို့က file နဲ့ကနေ export တွေကနေဒီမှာနော် export as ဆိုတော့နှိပ်လိုက်ဒါမှမဟုတ် export as png နှိပ်လိုက်လေတစ်ခါတည်းညနေရောက်သွားပါပေါ့နော် export as ကိုကျွန်တော်က click လိုက်မယ် export as ကို click လိုက်တာနဲ့ဘယ်လိုပုံစံလေးထွက်လာမလဲဆို okay ဒီမှာ5ပုံ5ကုန်ထွက်လာတယ်နော်အဲ့ဆိုကျွန်တော် export ယူလိုက်မယ် export တဲ့ကကျွန်တော်တို့ကဒီမှာကျွန်တော် file နဲ့ကိုသွားမယ်တော်ရည်အဲ့ဒါပြီးရင် crucial master tool တွေကကျွန်တော်အပုတ်2ဆက်ထည့်သွားမယ် okay ဒီထက်မှာကျွန်တော်က slip folder ရွေးပြီးမှ export ထုတ်လိုက်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကသွားကြည့်မယ်ပေါ့နော်ကျွန်တော်တို့ select ထားတဲ့ထဲကိုကျွန်တော်တို့ကသွားကြည့်မယ်okay ဒီမှာဆိုရင်ပုံ5ပုံကျွန်တော်တို့ဒီမှာနော်တပုံချင်းစီရသွားပြီပေါ့နော် design okay နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီလိုမျိုးခွင့်နဲ့ Photoshop file တစ်ခုချင်းစီခွဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဘယ်လိုခွဲမလဲ okay Photoshop file တစ်ခုချင်းစီခွဲခြင်းနဲ့ဆိုလဲစောစောလိုပဲကျွန်တော်တို့ကဒီအပုတ်တူကို select မှတ်မထားနဲ့ပေါ့နော် select မှတ်ရင် select မှတ်တဲ့ file အပုတ်တစ်ခုတည်းကိုပဲသူက Photoshop အနေနဲ့ထုတ်ပေးတာပေါ့ကျွန်တော်ကောင်ထုတ်လို့အကုန်လုံးထုတ်ချင်တယ်ဆိုရင်တစ်ခုမှကျွန်တော် select မှတ်မထားနဲ့အဲ့ဒီမှာ file နဲ့ export ရဒီမှာတော့ upload to file ဆိုတာတွေ့လားဒီ file လေးကျွန်တော်တို့က click လိုက်ပြီးဒီထဲမှာဘာလုပ်မလဲဆိုကိုစိတ်ကျင်တဲ့ဒီက browse ကနေเนาะကျွန်တော်ပြန်ပြောပြမယ်เนาะဒီမှာ browse ကို click လိုက်ဒါဒီကိုစိတ်ကျင်တဲ့ကျွန်တော်တို့ file လှည့်ယူပါတော့เนาะအဲ့ဆိုကျွန်တော်ကစောစောတော့ file ကိုကျွန်တော်ကယူရင်းမယ်စောစောတော့ file location ပေါ့เนาะ folder location ပေါ့เนาะအဲ့ folder location ကိုကျွန်တော် upload master လို့ဆက်ထဲကိုကျွန်တော်ကတွားလိုက်မယ် okay လို့ select folder ရွေးလိုက်မယ်ရွေးပြီးဆိုရင်ဒီမှာကျွန်တော်တို့က
ခေါင်းစဉ်ကကိုကြိုက်တာပေးလို့ရတယ်ပေါ့နော်ကျွန်တော်ကခေါင်းစဉ်ကကိုကြိုက်တာမပေးတော့ဒီတိုင်းလေးပဲထားလိုက်မယ် PMD ဆိုထားလိုက်မယ်နောက်တစ်ခုက include overlapping area ပေါ့နော် overlapping area ထားလိုက်နောက်တော့ include overlapping area ဆိုတာကတစ်ခုနဲ့တစ်ခုထပ်နေတဲ့ area လေးအပါအဝင်ထုတ်ပေးပါလို့ပြောတာပေါ့နော် okay အဲ့ဆိုကျွန်တော်ကဒီမှာ PSP ပိုင်းထုတ်အောင်ဒီထက်ကနေကျွန်တော် PSD ဆိုအောင်ရွေးချယ်ထားမယ်အဲ့ဒါပြီးကျွန်တော်တို့က run ဆိုတာလေး click လိုက်မယ်အဲ့ဆိုကျွန်တော်တို့ကခဏစောင့်ပြရတယ်ပေါ့နော်တပုံချင်းစီထုတ်ပြရဆိုခဏစောင့်တပုံချင်းစီဆိုပေါ့နော် file တစ်ခုချင်းစီပေါ့နော်ဒီအဖို့တစ်ခုကို Photoshop ပိုင်းတစ်ပိုင်းကျွန်တော်အဲ့လိုမျိုးထုတ်ပေးတာသူကဒီတစ်ခုလည်းမဟုတ်တော့အကကြတစ်ပိုင်းချင်းစီ꿰သွားပြီပေါ့နော်အဲ့လိုမျိုး export တွေထုတ်တဲ့နေရာမှာလေသူကအရမ်းမိုက်တယ်ဒီအဖို့တူကပေါ့နော်တစ်ချိန်တည်းနေကျွန်တော်တို့ကတနေရာတိုင်းနဲ့ design တွေအများကြီးဖန်တီးလို့ရတယ်လို့တခါတည်းနဲ့လည်းအဲ့ design တွေကျွန်တော်တို့က PNG အနေနဲ့ပဲလုပ်လို့ photo အနေနဲ့ပဲထုတ်နောက်တစ်ခုကကျကျွန်တော် file အနေနဲ့ PSD file အနေနဲ့ပဲထုတ်ပေါ့နော်တစ်ခုချင်းစီ file အနေနဲ့လည်းခွဲထုတ်လို့ရတယ်ပေါ့နော်အဲ့ကောင်ကအရမ်းမိုက်တယ် okay ခဏဆောင်နော်နောက်တစ်ပုံရှိသေးတယ် okay okay အဲ့ဆိုဒီပုံစံလေးကျွန်တော်ပေါ်လာပြီးသွားပြီဆိုရင်နော် about to find successfully ဆိုရင်ကျွန်တော်တို့ကဒီလိုစာလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ရပြီအဲ့ဆိုကျွန်တော်တို့ကဒီ file နဲ့ကိုတွားကြည့်ကြည့်မယ်ပေါ့နော် okay ဒီမှာနော် file 5ခုအနေနဲ့သူထုတ်ပြီးသွားပြီသူက name အမည်ဘယ်လိုတက်ပြီလဲဆိုရင်ရှေ့ကဒီ PMD က file တစ်ခုလုံးရဲ့နာမည် PMD ဆိုတဲ့ file က Photoshop မှာဒီမှာသူ့ရဲ့ file ဒီ PMD ပေါ့နော်အဲ့ဆို PMD upper 1 PMD upper 1 copy 3 PMD upper 1 copy PMD upper 1 copy 4ဆိုပြီးအဲ့နောက်ကရှေ့က file အမည်နောက်ကဟာကျတော့ဒီ upper အမည်ကိုတွဲပြီးမှသူကအဲ့လိုမျိုးအမည်နဲ့သူက export ထုတ်ပေးသွားတာပေါ့နော်ဒီမှာကြည့်လိုက်နော် upper PMD upper 1 copy 3 PMD upper 1 copy 4အဲ့လိုပုံစံမျိုးလေးနဲ့သူကနော် okay အဲ့ဆိုကျွန်တော် file တစ်ခုဖွင့်ကြည့်လိုက် okay အဲ့ဆိုဒီမှာတစ်ခုတည်းဖြစ်သွားပြီတွေ့ရနော်ဒီမှာတစ်ခုတည်းကျွန်တော်တို့က Photoshop ဖိုင်ကိုတစ်ခုတည်းနဲ့သူထုတ်သွားပြီလို့ပေါ့နော် okay အဲ့ဆိုရင်ဒါဒီအဖို့သူနဲ့ပတ်သက်တဲ့လုံးဝအပြည့်အစုံအကြောင်းကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်